ဆန်းရီမိုတို့ထဲကအမွေပေးမဲ့သူကိုပြောလာပါပြီ။မန္တလေးသိန်းစောဟာမြန်မာဇာတ်သမင်လောကမှာတခေတ်တခါကအောင်မြင်ဆုံးဖြစ်ခဲ့ပြီးတော့တခြားဇာတ်မင်းသားတွေနဲ့မတူဘဲဇက်ထုတ်ပြဇက်သချင်းစတဲ့ကိုယ်ပိုင်အမှုပညာဖန်တီးမှုများစွာပြုလုပ်နိုင်ခဲ့တဲ့ဝါရင်မင်းသားကြီးပါ။မင်းသားကြီးကလက်ရှိအောင်မြင်နေတဲ့အောင်စပူရောဆန်းရီမိုကိုပါဇက်ပွဲတွေမှာအများကြီးကူညီပေးခဲ့သူပါ။အထူးသဖြင့်စမ်းရည်မှုကိုဆိုရင်ဇက်မထောင်ခင်ကလေးကအထူးကူညီပေးခဲ့ပေမဲ့အခုလက်တလုံးမှာတော့မင်းသားကြီးရဲ့အမှုပိုင်းဖြစ်တဲ့စတင်စင်မင်းဇက်တော်ကိစ္စနဲ့ပြဿနာလေးတွေရှိနေခဲ့ပါတယ်။ဒီလိုချိန်မှာမီဒီယာတစ်ခုကစမ်းရည်မှုနဲ့အောင်စပူဘသူကိုတပင်အမွေပေးမလဲလို့တဲမေးလာတဲ့အပေါ်မှာမင်းသားကြီးကအခုလိုပဲဖြေကြားခဲ့တာပါ။သူအနေနဲ့ဇက်တော်ကြီးကိုတီးတဲ့အမွေပေးဖို့အစီအစဉ်မရှိဘဲအရာအလုံးကိုကန်စီမရအတိုင်းပဲဖြစ်လာစေခြင်းနဲ့လို့ဆိုပါတယ်။ဒါပေမဲ့အမွေဆက်ခံလူသူမှာအရေးချင်းရှိပြီးတော့ကိုကလည်းပေးနိုင်တဲ့အခြေအနေရှိရင်လက်စိတ်ကမ်းပေးဖို့စံတားရှိကြောင်းနဲ့ဒီအချိန်မှာစကားတွေအများကြီးမပြောချင်ပါဘူး။ဦးရဲ့နေရာကိုဝင်ပြီးတော့ခန်းစားကြည့်ရင်သိပါလိမ့်မယ်။အဲ့ဒီလိုမျိုးရင်ဖွင့်လာပါတယ်။လက်ရှိနာမည်ကြီးဇက်အဖွဲ့တွေကိုပေးဖို့ရှိသလားဆိုတဲ့အပေါ်ကိုတော့အခုချိန်ကပွဲစုနေတဲ့ကာလဖြစ်လို့မှတ်ချက်မပေးခြင်းကြောင့်နဲ့လူငယ်တပင်အမှုပညာရှင်တွေကိုကျေးဇူးတရားကိုမမေ့ကြဖို့နဲ့အနာဂတ်လန်ခီးရှေမှာအမှားနဲ့အောင်ဆောင်ရွက်ကြဖို့အကြံပြုမှာကြားခဲ့ပါတယ်။ပရိသတ်ကြီးရောမန္တလေးသိန်းစော်နေနဲ့သူ့ရဲ့တန်ဖိုးကြီးတဲ့တပင်အမွေကိုစမ်းရည်မွန်းနဲ့အောင်စပူဘသူကိုပေးစေခြင်းပါသလဲရှင်။အားလုံးကိုဖိတ်ခေါ်ခဲ့ပါတယ်။ဒီနေ့ဒုလောဖြစ်နေတဲ့လက်လိုက်တာလားတဲ့ခြံလက်တာလားဆိုတဲ့အမြင်တွေကိုအမေးတွေကိုကျွန်တော်မရှင်းခဲ့ပါဘူးဒီကလေးတွေပေါ်မှာပြတ်တော့ချစ်ရမယ်ဆိုတဲ့ဥပဒေကမပါဝင်လို့ဘူးလို့ပြောတဲ့အတွက်အေးမပါဝင်လဲခုသဘောပါငါပြတ်မဆိုဘူးဆိုတော့ဒီကြီးတီသားဆိုတာနဲ့ဒါကိုပြည်သက်တွေကမီဒီယာတွေကမေးတဲ့ခါမှာကျွန်တော်ပေါ်ပါတယ်ဘာကြောင့်မှလို့ကျွန်တော်ပြောခဲ့ပါဒီနေ့တော့တန်တရားစိတ်တွေသိပ်များလို့မချန်လက်ခဲ့ဘူးဒီကလေးတွေပေါ်မှာပြတ်တော့ချစ်ရမယ်ဆိုတဲ့ဥပဒေကတိုးတိုးတိတ်တိတ်ကျွန်တော်ကျင်ထားပါဒါဒီဘလို့ဆောင်ရတယ်ဆိုတော့အောင်မှုသိပါအလုပ်လုပ်ရင်ကုံချင်းမြင့်မှုဆိုတဲ့ဆန္ဒရှိတယ်သို့တော်လည်းပဲပေးတယ်ကြည့်ရဆိုတာလေယူတဲ့လူကလည်းယူတတ်မယ်ပေးတဲ့လူကလည်းပေးတတ်မယ်ဆိုမှပြီးတတ်ချောင်းနော်အမှန်ကြီးအဲ့တော့အားအောင်စုကျေးဇူးတင်တယ်ရွှေရတုပွဲမှာတပင်ဥက္ကဋ္ဌဖိုးချစ်မပါဝင်တဲ့အကြောင်းကိုယခုလိုမျိုးမန္တလေးသိန်းစော်မှာပြန်လည်ရှင်းပြလာခဲ့ပါတယ်။တပင်ပညာရှင်မန္တလေးသိန်းစော်ကတော့သူ့ရဲ့တပင်သက်တမ်းအနှစ်50ပြည့်ရွှေရတုပွဲနဲ့ပတ်သက်ပြီးပရိသတ်တွေကြားထဲမှာထွက်ပေါ်နေတဲ့တန်တရားတွေကိုပြန်လည်ရှင်းပြလာခဲ့တာပါ။မန္တလေးသိန်းစော်ကတော့ရွှေရတုပွဲကျင်းပဖို့အတွက်အစီအစဉ်တွေကိုတူလိုသားလိုချစ်ခင်ရတဲ့ဂျာကြီးခေါ်ကိုကျော်စရာနဲ့တိုင်ပင်ခဲ့ပြီးလုပ်ခဲ့တာပါ။သူ့ကိုလည်းအားပေးခဲ့သလိုအောင်စပူကနဲ့လည်းတိုင်ပင်ခဲ့ပြီးမင်းသားကလည်းသူ့ရဲ့တစ်ဖွဲ့လုံးကိုပါပါဝင်ကူညီပေးမယ်လို့ပြောဆိုခဲ့ပါတယ်။ဒါပြင်မှာတော့အောင်စပူကဘယ်အဖွဲ့ကုန်ပဲဖိဖိအဆင်ပြေပါတယ်လို့ပြောဆိုခဲ့တာကြောင့်ဗတ်လိုက်တယ်လို့အပြောမခံရအောင်လို့တပင်အဖွဲ့စီအလုံးကိုမြတ်မြတ်တတဖိတ်ခေါ်ခဲ့ပြီးဥက္ကဋ္ဌဖိုးချစ်ကိုလည်းဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဖိုးချစ်ဘက်ကပါဝင်လို့ခြင်းမရှိကြောင်းအကြောင်းပြန်ခဲ့သည့်အတွက်မပါဝင်ခြင်းလည်းသဘောပါငါပြစ်ဆိုလို့ဘူးဆိုပြီးတော့လူကြီးပီပီနားလည်မှုနဲ့လက်ခံပေးခဲ့ကြောင်းမန္တလေးသိန်းစော်ကပြန်လည်ပြောဆိုခဲ့ပါတယ်။ဒီအကြောင်းကိုမပြောချင်ပေမဲ့လည်းပရိသတ်တော်တော်များများကတော့တန်တရားရှင်းအောင်လို့ရှင်းပြလာခဲ့တာပါ။ကျွန်တော်တို့ကအားလုံးကိုမြတ်တအောင်လို့ချစ်ပါတယ်။ဘသူကိုမှရည်ရွယ်ပြီးတော့မချန်လက်ထားပါဘူး။ဒါဖြစ်သူအောင်စပူကိုလည်းအရန်ကိုကျေးဇူးတင်ပါတယ်လို့မန္တလေးသိန်းစော်ကယခုလိုပြန်လည်ပြောဆိုခဲ့ပါတယ်။